ဒီကအိန္ဒိယဆိုင်မှာအရင်ကောင်းတယ်တိုရှီ ကဲ တိုရှီတပွဲအကြီးပါကြီးကြီး ကြီးပဲနော် happy ပဲနော် happy ပဲ ကဲ တိုရှီအယောင်နဲ့အကြီးအယောင်နဲ့မိုက်တယ်ကိုဘိုးစောဒါပူရီ ရှေ့ကောင်းနဲ့မစားကြပါဘူး ပူရီဆိုင်ဒါကနေဒါမှာရှိတယ်ဒီ ထူရန်တိုမှာပါလို့ တိုရန်တိုမှာစားလို့ရပါတ အဲ့ ယ် ဒီ တို ဒီ ရှီ ဘူးရတယ်မတဆိုင်မမပ်နေမှာ ရှယ်ပဲတိုရှီကဈေးလက်တန်တယ်ဟုတ်နော်ဒေါ်လာနဲ့ဆိုရင်တော့$6 $9လောက်ပဲကြာ$5 $6 ဒါပဲနော်မဆရာလည်းပတ်နော်ဆရာလည်းတူစီလည်းမနတူပဲ ဒါကတော့ရေပလင်းမှာနော် ဆရာမနတူပဲနော် နောက်ဆုံးပေါ်ရေပလင်းဖြစ်တယ် ဝိုင်းပလင်းမဟုတ်ပါဘူးခင်ဗျာ ရေပလင်း ကဲဆိုင် မဆာလို့နဲ့စားပြလိုက် စားမယ်ကဲစားမယ်ကနေဒါတူစီစားမယ်နော် ဆက်စားပြတိုရှီစားရတယ် စားမယ်နော် စမ်းကို ဒါပူရီ တော့ချန်နာမို့ဒီမှာပြီးအော်ဒီတော့ချန်နာ ဒါပူရီကျွန်တော်တို့ကပူရီနှစ်ပွဲမှာတယ်တိုရှီနှစ်ပွဲ အရေး စား က၄မျိုးတော့ပါတယ်သူရှိတဲ့ဘွဲကိုအရေး၄မျိုးပါ တိုရှီအရင်ပါ ကြီးပဲနော်ရှေးကြီး ဒါလက်ဖက်ရည်ကတော့ဒီလိုလာပါလေ ဒါ ဒါ လေးမျိုး ginger chai လို့ခေါ်ပါနော် ginger chai ဒါ India style ဟိုဘက် plain chai ဒီမှာအာလူရှိတယ် ပူရီနဲ့တွဲတာအာလူ ညာယူပဲနော်ကြီးတကယ် တိုရှီဟာကြတော့ဟိုမှာသူက၄မျိုးပါတယ် တေးတယ်မျိုးနော် သူဟင်းရည်၄မျိုး စမ်းကြည့်ပေါ့ အဲ့ဒါအာလူရကြ ဖေးဟင်းပြီ တကယ်တော့တဲ့ဟင်းဒီပဲနော် အေးပြားတခင်ဖုန်း ငါလာမတော့ ဖုန်းထားတာ ပြားကြည့်ပါ โอเคအဲ့ဒါတပြားတိုရှီအဲ့ဒါပူရီတပြားဒါကျွန်တော်စားနှစ်ပြားမြောက်ပါနော် ပြားမျိုးရှိ sorry ဆက်တင်တာကျွန်တော် အကြပါ Toronto Christmas လာတာပါ Toronto Christmas တနိုင်လိုသေးလို့ကျွန်တော်တို့ဆိုင်မှာ ဆိုင်မှာဝင်စားလိုက်တာပါ စားလာမတော့တေးတယ်ဘာကြီး ဒါပေမဲ့တရုတ်စာနဲ့ဆိုင်အိန္ဒိယဆိုင်ကနည်းပိုကြိုက်တယ်အိန္ဒိယစာစားတာနည်းနည်းပတ်စံနဲ့တွေ့တယ် နောက်တစ်ခါလိုက်ထမင်းစားမယ်ခင်းနဲ့စိတ်တိုင်းနဲ့စား ဒံပေါက်လည်းရှိပါတယ်ဟုတ်နော်2မိနစ်ပဲရှိသေးတယ်ကိုစောစားပြ